ကျမတို့ကဗီဒီယိုကလစ်တစ်ခုနဲ့တစ်ခုပြောင်းတဲ့အခါမှာ transition မထည့်ဘဲနဲ့ဒီလိုမျိုး drop effect ပေါ့နော်အနောက်ကဗီဒီယိုရဲ့ပုံလေးတွေကိုကျမတို့အပေါ်ကနေကျလာတဲ့ drop effect ကိုဘယ်လိုလုပ်မလဲဆိုတာပြပေးပါမယ်အဲ့တော့ကျမတို့ကဒီအရှိလေးမှာနောက်တစ်ကရဲ့ပန်းပုံလေးမှာကျမတို့က freeze ဆိုတဲ့ tools လေးကိုရှာလိုက်မယ်အောက်က tool bar လေးမှာဒီ freeze ဆိုတာလေးကိုရှာလိုက် freeze လေးကိုနှိပ်လိုက်လို့ရှိရင်ပုံလေး3 second ပုံလေးရမယ်အဲ့ဒါလေးကိုကျမတို့ overlay နဲ့အောက်ကိုချလိုက်မယ်ပေါ့နော်overlay နဲ့အောက်ကိုချပြီးလို့ရှိရင်ဒီအရှိနာလေးကိုနည်းနည်းလေးတိုးလိုက်ပြီးရင်ကျမတို့က 0.5 second လောက်ပဲ567ပေါ့နော်အလားလေးထားပြီးလို့ရှိရင်ကျမတို့ကပေါ်မှာ key frame လေးအစမှတ်မှာ key frame လေးတစ်ချက်ချအနောက်ဆုံးမှာ key frame လေးတစ်ချက်ချပြီးလို့ရှိရင်ကျမတို့ကအစ်စ်မလာခင်ကျမတို့ remove pg လေးအရင်လောက်ကမယ်ပေါ့နော် remove pg လေးနှိပ်ပြီး auto removal လေးကိုနှိပ်ပြီးရင်ကျမတို့ကပန်းလေးကို background ဖျောက်လိုက်တာပေါ့နော်ဖျောက်ပြီးဆိုလို့ရှိရင်ကျမခုနပြောသလိုကျမတို့ key frame လေးမှတ်ထားတယ်ပေါ့နော်အဲ့တော့ key frame ပထမ key frame အမှတ်မှာအပေါ်လေးကိုဆွဲတင်လိုက်အဲဆိုလို့ရှိရင်ဒုတိယအမှတ်ကြလို့ရှိရင်သူကအောက်ကိုကျလာမယ်ပေါ့နော်အဲ့တော့ကျမတို့ကအဲ့လိုမျိုးဗီဒီယိုတစ်ကတ်နဲ့တစ်ကတ်ပြောင်းတဲ့အခါမှာအနောက်ကပန်းမဟုတ်လဲတချို့အိမ်လေးတွေကားလေးတွေအပေါ်ကပြုတ်ကျလာတာလေအဲ့လိုပုံစံလေးတွေလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျမပြမယ်အဲ့ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ကျမတို့ကဒီ key frame နှစ်ခုရဲ့အလယ်မှာကျမတို့ကဒီမှာ graph လေးနဲ့နောက်ထပ်ဒီမှာ template လေးတစ်ခုယူသုံးလိုက်မယ်ပေါ့နော်အဲ့တော့ template လေးတစ်ခုယူသုံးလိုက်တော့ပို့ပြီးတော့ဒီပန်းပွင့်လေးကျလာတာကပို့ပြီးတော့ smooth ဖြစ်ပြီးပိုကြည့်ကောင်းသွားတာပေါ့ကွာအဲ့လိုမျိုးလေးပေါ့နော်ပထမတစ်ကတ်နောက်ဗီဒီယိုတစ်ကတ်ကြလို့ရှိရင်ပန်းလေးကအပေါ်ကနေပြီးတော့အောက်ကျလာတဲ့ effect လေးကိုကျွန်မလုပ်ပြတာပါအဲ့တော့အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြပါမယ်